Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်ကထွက်တဲ့ကြံလေးပေါ့နော်ဒီကြံလေးစားပြမှာဖြစ်ပါတယ်ချိုမချိုတော့မသိသေးဘူးပေါ့နော်ဒါကတော့ကြံအခွန်လေးအဲ့ကြံအခွန်လေးတွေကသုံးဝင်ပါတယ်ပေါ့နော်မီးပြန်မို့လို့ရှိရင်တအားမီးတောက်ပါတယ်သူ့မှာအစီအနှစ်ပါပြီးတော့ဆိုတော့မီးပြန်တောက်ပါတယ်ပေါ့နော်ကြံချိုလားမချိုလားတော့မသိသွားရတော့ကျိုးတော့မှာပဲအိမ်ကထွက်တဲ့ကြံလေးပါဒီတော့ရတော့ပဲ့ရွက်ကုန်တော့မှာပဲကဲနောက်ဆုံးတော့စားရတော့ပါမယ်ခွန်နေရတယ်စားရတဲ့အခန်းအောင်မရောက်သေးဘူးပေါ့နော်အခုမှတော့စားရပါပြီကောင်းလိုက်တဲ့ချိုးနေရပဲလုံးဝလက်ဆက်တယ်ပေါ့နော်ခုမနေ့မှချက်ချင်းခုတ်ပြီးချက်ချင်းစားရတာပါချိုးနေရပဲကောင်းပါတယ်ဆက်ကြပါအောင်နော်ပြီးရင် तू အရေးပဲစားရတာနော်အဖက်ကတော့စားမရဘူးအဲ့ဒီဟာလေးတွေကတော့ထွေးပြီးလွတ်ပလိုက်ရုံပါပဲဒါအရေးပဲစုပ်ပြီးစားရတာပေါ့နော်အခွန်ကတော့စားအဲ့ဟိုလာလေးကစားလို့တော့မရဘူးဒါပေမဲ့အပေါ်အခွန်ကမဲရအောင်ခွန်လေးတွေကတော့မီးမွှေးလို့ရရပေါ့နော်ဒီထက်ကဝါးပြီးလို့အရေးစုပ်ပြီးတဲ့ဟာလေးတွေကတော့ဘာမှလုပ်လို့မရပါဘူးလွတ်ပြလိုက်ရုံပါပဲပေါ့ဆက်ကြပါအောင်ရှင်စားလို့တော့ကောင်းတယ်မသွားနိုင်ရပေါ့နော်ကြိုက်စားရတာဆိုတော့ငယ်တော့ကတော့အမေကဒါနဲ့စိတ်ခွန်လေးတွေခွာပြီးဒါနဲ့စိတ်ချမ်းပေးရပါတော့အဲ့ဒီကိစ္စအခုကကြီးရပြီးတော့အမေလည်းလုံးမပေးတော့ဘူးနော်လုံးမပေးတဲ့ခါကျတော့ကိုယ့်အကိုပဲကိစ္စရပါတယ်အားကျင်တော့လေဘလို့ပဲဖြစ်ဖြစ်အဆင်ပြေအောင်လုပ်ရအောင်ပြန်စားလို့ကောင်းပါရဲ့ချိုးနေရပဲလုံးဝတဘာဝ organic ပေါ့နော်လက်ဆက်ဆက်အိမ်ကထွက်တဲ့ဟာလေးကိုမှခုတ်စားထားတာ